ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ TMK Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုတဲ့ Channel ကနေပြီးတော့မှပရာလောကနဲ့ပတ်သက်တဲ့ဇာတ်လမ်းလေးတွေအမြဲတမ်းတင်ဆက်ပေးနေပါတယ်ခင်ဗျဒီနေ့မှာတော့ယောဂီသူတော်နဲ့တိုင်တန်းကူသွဲဆိုတဲ့ဇာတ်လမ်းလေးတင်ဆက်ပေးမှာပါဇာတ်လမ်းလေးမစတင်ခင်မှာတော့အခုလိုဇာတ်လမ်းကောင်းလေးတွေအမြဲတမ်းနားဆင်နိုင်မှုအတွက် Channel လေးကို Subscribe နှိပ်ပြီးတော့အားပေးကြဖို့အတွက်တောင်းဆိုပါတယ်ခင်ဗျာကျွန်တော်ကတော့နေနေမှာခင်ဗျဒီတငယ်မကိုကြည့်လိုက်ရင်တော့အသက်အရွယ်နဲ့မလိုက်အောင်အမြဲလိုအေဂျင့်တည်ငြိမ်ပြီးတော့အနေထိုင်လေးကအင်တွေရှိတယ်လို့အရှင်သောနာထင်မိပါတယ်မနေ့ကဆိုရင်အာယုံကျင်းပြီးတော့တိတ်မကြခင်မှာအဲ့ဒီကလေးမလေးကကျောင်းအရှိစီကိုရွယ်တူတငယ်ချင်း3-4ယောက်နဲ့ရောက်လာတတ်ပါတယ်အတူလာတဲ့သူတွေကကျောင်းလေးကခီပင်းကြီးစီမှာပန်းတွေကိုကောက်တဲ့အချိန်တငယ်မကတော့တပြက်စီတစ်ကြောင်းနဲ့ကျောင်းဝင်းအနှံ့လှဲကျင်းလို့နေပါတယ်အတူလာတဲ့သူတွေကပန်းကောက်ရင်းနဲ့စကားတွေပြောတော့သူမကတော့နှုတ်ကတစုံတစ်ခုကိုတွတ်ရွရင်းနဲ့တပြက်စီကိုသာအမိုက်တစမကျန်အောင်လှဲကျင်းလို့နေပါတယ်အဲ့ဒီမြင်ကွင်းကိုအရှင်သောနာမြင်နေမိတာနေ့စဉ်ရက်ဆက်တလလင်းမဟုတ်နှစ်လလင်းမဟုတ်3လတင်းပြည့်ခဲ့ပြီဖြစ်ကတငယ်မရဲ့အသက်ဟာဆိုတော့ရှိလမ16နှစ်တည်ကြတာကတော့အဲ့ဒီကလေးမဟာလူသားစင်စစ်တွေမဟုတ်ဘူးဆိုတာအရှင်သောနာသိနေမိပါတယ်တရက်မှာတော့အရှင်သောနာဟာမနက်ခင်းအာယုံဆုံးဖုံးပြီးတော့ကျောင်းဝင်းထဲမှာဈဉ္ဉံရှောင်းနေပြီးဈဉ္ဉံရှောင်းရင်းနဲ့ဂုံတော်ကိုဘကိုရုပ်ပွားနေတဲ့အချိန်ကျောင်းစီကကိုရင်ငွေတွေနဲ့ကပ္ပိယတွေကအာယုံဆုံးွဲတွေကိုတင်းစီရင်းနဲ့ပြောနေတဲ့စကားအသံတွေကိုကြားရပါတယ်တိတ်မကြခင်မှာတော့ကျောင်းဝင်ဘက်ကအတန်တချို့ကြားရပြီးစကားအတန်တွေရမနေ့တိုင်းလာနေကြတငယ်မလေးတို့တငယ်ချင်းတက်တိုက်ရောက်လာကြပြီဆိုတာအရှင်သောနာသိလိုက်ပါတယ်ဂုံတော်ကိုမလေးကိုစိတ်နေကဆက်ရွရင်းနဲ့အရှိစီကိုရောက်ရှိလာတဲ့တငယ်မတက်တိုက်ကြောင့်ခြေလမ်းတွေကိုရက်လိုက်ပြီးအရှင်မယားတကမလေးတို့တပည့်တော်တို့ကနေတိတန်စီရီကဘန်းအကောက်တော်တာဝန်ထမ်းရတဲ့ဘုံမီးအတိုက်အစီပါးတွေပါဗျာတကမာလေးတို့ဘယ်စီနေရတော့ဘုံကြီးမသိပါဘူးဒါပေမဲ့နေ့စဉ်တော့မြင်တွေ့နေရတယ်လေတင်ပါဗျာတပည့်တော်မတို့ဟာနေ့စဉ်တိုင်းဒီကျောင်းထဲမှာပန်းအကောက်လာရပါတယ်ဗျာနှစ်ပေါင်း300လောက်လည်းရှိပါပြီတကမာလေးတို့ဟာလူသားမဟုတ်ဘူးလို့တော့ဘုံကြီးလည်းသတိထားမိပါတယ်မှန်ပါဗျာတပည့်တော်တို့ရှေးအရင်ရင်ကလေးကဒီကျောင်းကိုပန်းကောက်ဝင်တိုင်းဖုံးတော်ကြီးတော်တော်များများနဲ့စုံမှုပါတယ်ဗျာအရှင်ဝတ်သစ္စာတို့သာတပည့်တော်တို့ကိုမြင်နိုင်တာကိုလည်းသတိထားမိပါတယ်ဗျာအရှင်သောနာဟာဒီကျောင်းစီကို15ပါးမြောက်ကျောင်းနိုင်အဖြစ်နဲ့ရောက်လာတာ3လကျော်ပဲရှိပါသေးတယ်။တငယ်မတို့ပြောတဲ့အရှင်ဆိုရန်ကတော့ဒီကျောင်းစီက10ပါးမြောက်ကျောင်းနိုင်ကိုတော့ဖြစ်ပြီးဒါတွေကတော့အရှင်မယားတို့ရဲ့တိတ်ခါတမာရီအားကြောင့်မြင်နိုင်တာလို့တပည့်တော်တို့တွေယူဆမိပါတယ်ဗျာ။အဲ့လိုလည်းမဟုတ်ပါဘူးတက္ကမလေးတို့ရဲ့။ဘာပဲဖြစ်ဖြစ်ပါဗျာ။တပည့်တော်မတို့ကတော့အဲ့လိုပဲမြင်ပါတယ်။အရှင်မယားအနေနဲ့တပည့်တော်မတို့တရားထုတပုတ်လောက်ဒါမှမဟုတ်ဒစိမ့်စိမ့်ပွားများနိုင်မဲ့ဂုံတော်ကာရတပုတ်လောက်ချင်းမြင့်ပေးစေချင်ပါတယ်ဗျာအရှင်သောနာတတိထားမိနေတဲ့တငယ်မကရှောက်တင်လာပြီးပုံမှန်တိုင်းဆိုတော့အနေအေးဆေးတည်ငြိမ်ပေမဲ့အခုလိုကြတော့လေနှုတ်သက်ရှာသွက်ရှိလာပါတယ်ဒီကမလေးတို့ကဘုန်းကြီးစီမှာတရားထုနဲ့ကာရတော်တောင်းနေဆိုတော့ရှေးတုန်းကအရှင်စီမှာဟောဗာများတောင်းခဲ့ဘူးတော့ကွတပည့်တော်မတို့တရဏဂုံသုံးပါးကိုစီးကပ်ဖို့တဲ့ချင်းမြင့်ပေမဲ့ကောင်းစွာရွတ်ဖက်လို့မရပါဘူးဗျာ။ဘာဖြစ်လို့တော့ကွ။တပည့်တော်မတို့ကပြီးဆုံးအောင်ရွတ်ဖက်မရတာပါ။ရွတ်နေရင်လည်းကရွင်းစီကမီးတောက်တယ်လို့ခံစားရပါတယ်ဗျာ။တခြားသောတငယ်မတွေကရှောက်တင်လာပြီးအရှင်သောနာတတိထားမိတဲ့တငယ်မကတော့တပည့်တော်မကတော့ပြီးဆုံးတဲ့အထိရွတ်ဖက်လို့ရပါတယ်။ဒါပေမဲ့တပည့်တော်မရွတ်ဖက်ပြီးတိုင်နှန်းထဲကိုဝင်လို့မရပါဘူးဗျာ။ဘာကြောင့်တော့ကွ။တပည့်တော်မဝင်မိတာနဲ့တိုင်နှန်းတစ်ခုလုံးနေလို့မရအောင်ဖြစ်ရပါတယ်။တပည့်တော်မရဲ့ကိစ္စကိုအစားအမြင်မှားပြီးတော့အပြစ်ပေးဖို့ကြိုးစားတဲ့တိုင်နှန်းရှင်တော်တပည့်တော်မရဲ့အသားကိုထိမိခြင်းမှာပြစ်လဲပြီးတော့တတိမိသွားခဲ့တာ2ရက်တိတိကြာခဲ့ပါတယ်ဗျာ။အဲ့ဒီအတွက်ကြောင့်တိုင်နှန်းရှင်ဟာတပည့်တော်မကိုအပြစ်ပေးဖို့မကြိုးစားပဲရရှိလာတဲ့တရားတို့ကိုဆင်ပွားဖို့တည်းပြောပါတယ်။တပည့်တော်မနှုတ်တဲ့ချပေးနေတဲ့အချိန်မှာသူတို့တွေဟာမခံမရနိုင်အောင်ပူလောင်နာခြင်းမှုတွေကိုခံစားရတာကြောင့်အဆုံးအထိဆင်ပွားမပေးနိုင်ပါဘူးဗျာ။အဲဒါကြောင့်ပဲတပည့်တော်တို့တိုင်နှန်းကဓမ္မပဒကုံမာကြီးလို့တညာပြုပြီးတော့တိုင်နှန်းရဲ့အပြင်ဘက်စီမှာနေရည်စေပါတယ်ဗျာရရှိထားတဲ့တရဏဂုံသုံးပါးကိုတော့တပည့်တော်နေတိုင်းပူဇော်ခွင့်ရပါတယ်ဗျာထူးဆန်းလိုက်ပါပြီကွယ်တင်ပါဗျာတပည့်တော်မအောင်တရားထူးဒါမှမဟုတ်ကာထာတပုတ်ချီးမြှင့်ပေးပါဗျာအဲ့ဒီအခွင့်အရေးကိုစောင့်နေကြတာလေကြားပါပြီဗျာအေးကွယ်ဒကမာလေးကဘုံမီးရတွေထဲမှာထူးခြားတဲ့သူဆိုတော့ချီးမြှင့်ပေးရမှာပေါ့အရှင်သောနာဟာပန်းကောက်သူတငယ်မတို့ကိုလက်ရှိပွားများနေတဲ့ဖះရှင်ရဲ့ဂုဏ်တော်ကိုးပါးကို
အကျယ်ဝင်ပြီးတော့တစ်ခေါက်အကျဉ်းယုံပြီးတော့တစ်ခေါက်ချိမြင့်ပေးလိုက်ပါတယ်ဂုံတော်ကိုပါကိုမဆုံးနေခင်မှာကျန်းတဲ့တငယ်မအပေါင်းတို့ကအနားကနေရှောင်သွားသွားကြပြီးဓမ္မပဒကုမာကြီးလို့အမည်ပေးတဲ့တငယ်မကတော့အနားမှာကျန်ခဲ့ပါတယ်သူမကတော့အရှင်သောနာဟောပြတာတွေကိုစစ်စစ်ပေါက်အမေးပြေပြုကရှင်းလင်းနားလည်အောင်နားယူပါတယ်မိုးတော်အလင်းစင်လူချင်းရောက်တဲ့အခါမှာဂုံတော်ကိုကိုကောင်းကောင်းကြီးအာကုံဆောင်နိုင်ခဲ့ပြီဖြစ်ပြီးတော့ရောင်နီလာတော့မှမို့တပည့်တော်မတို့ပြန်ဝင်ပြပါအောင်ဗျာမကြခင်မှာနေကြီးတန်းလာတော့မှဖြစ်တာကြောင့်အပြန်လန်းအတွေ့ရှောက်တင်လာပါတယ်ကောင်းပါပြီကွယ်ကောင်းပါပြီအရှင်သောနာဒီရဲ့ပိုင်းนี้မှာတန်းကောက်တဲ့တငယ်မတက်တက်ရောက်မလာတာသတိထားမိပြီဘုရုဇင်ဆိုတော့နေတိုင်းမြင်နေကြားနေရတယ်ဆိုတော့မမြင်ရတဲ့အချိန်မျက်စိချပြီးတော့သတိထားမိနေရပါတန်းကောက်သူတငယ်မတို့ဟာနေ့ရက်ကြားတဲ့အထိရောက်မလာ၃ရက်မြောက်တဲ့နေ့မနေ့အာယုံကျင်းတဲ့အခါမှာတော့အရှင်သောနာဈဉ္ဉံထားရှောင်နေတဲ့အချိန်ဖျားလေးစီမှာဘယ်ချိန်ကလေးကရောက်ပြီးတော့အိတ်ဆက်နေတဲ့မသိအယူတယောက်ကိုတွေ့ရပါတယ်အရှင်သောနာကအယူဟာနှိမ့်ချိတ်စွာနဲ့အိတ်ဆက်နေတာကြောင့်အနောက်ရှက်ဖြစ်မှာဆိုပြီးမတော်တော့ဘဲနဲ့ဒီဘက်နားမှာနေဈဉ္ဉံရှောင်နေပါတယ်လာကြဟိတို့တွေ2ရက်လောက်ပန်းမကောက်ခဲ့ရတော့အများကြီးဖြစ်နေမှာအတန်ဆာဆာရင်းနဲ့ကျောင်းမုံစီကနေဝင်လာတဲ့ပန်းကောက်သူတငယ်မတတိုက်ဟဲ့တို့နေကြဟဲ့ဟိုမှာဆရာတော်ဈဉ္ဉံကြွနေအော်အေးဟုတ်သားပဲမိသားညီတို့တွေတိတ်တိတ်နေကြဓမ္မပဒကုံမာကြီးလိုအမည်တွင်ထားတဲ့တငယ်မကပြောလေတော့အဖွဲကိုခေါင်းဆောင်လာတဲ့တငယ်မကကျန်တဲ့သူတွေကိုသတိပေးစကားဆိုပါတယ်ပန်းကောက်သူပုံကြီးကတငယ်မဟာနှုတ်စီကြရင်နဲ့အရှင်သွန်းသားနဲ့မလန်မကန်အထိကိုရောက်အောင်လာပြီးတော့ဝိပြုပါတယ်ဝိပြုပြီးတော့ပန်းကောက်သူတငယ်မတို့ကထွက်သွားပြီးကေဒီဆိုတဲ့တငယ်မသာကြံခဲ့ပါတယ်ဒီကမာလေးတို့ပြီးခဲ့တဲ့နေ့ကရောက်မလာဘူးနော်ကျမဗျာတပည့်တော်မတို့တိုက်ကလူတွေအားလုံးတိုက်ချုပ်စီကိုစုဝေးဖို့အတွက်အမင်းပြူတာနဲ့ပဲတွားရပါတယ်တိုင်ထဲမှာတပည့်တော်မတယောက်ပဲအဆောင်ကြံခဲ့လို့ပါဗျာဩဒီကမာလေးတွေတိုက်ချုပ်ကဘယ်မှာတော့ဝေရှင်မေတောင်ဘုရားစီမှာပါဗျာဩကိုတော်ကဒီကမာလေးတို့တခုအများဖြစ်သလားလို့တွေးမိတာတင်ပါဗျာမလာဖြစ်တဲ့အကြောင်းကတော့တပည့်တော်ပြောတဲ့အတိုင်းပါပဲဗျာကောင်းပါပြီကွယ်ခေခေလုပ်ရရှိတာလုံးကိုတော်လေးဂုံတော်ဒိဋ္ဌံမပြေသေးဘူးကွယ်တငယ်မကဝိပြုပြီးတော့ပန်းမင်းကြီးရဲ့အောက်ကိုထွက်သွားပါတယ်အရှင်သောနာလေးဈဉ္ဉံကြွပြင်းရင်းနဲ့တငယ်မလေးပြန်တဲ့အချိန်မှာတော့အိတ်ဆက်နေတဲ့အယူကနိုးနေတာတွေ့ရပါတယ်အယူကတငယ်မလေးသူ့ရဲ့အရှိကဖြတ်သွားတာကိုမြင်လိုက်ရတဲ့ပုံစံနဲ့လိုက်လံကြည့်နေပြီးအရှင်သောနာလေးသိကျင်တဲ့စိတ်တွေဖြစ်ပေါ်လို့လာတာကြောင့်အိုးဘုန်းတော်ကြီးကိုသူတို့ဝိပြုပါတယ်အရှင်သောနာအနားရောက်တဲ့အချိန်ကမန်းကန်းနဲ့အယူကဝိပြုလာပါတယ်ကဲတပည့်တော်ကနှက်သားလေးမို့နှက်ပြီကိုသွားမှာဖေ။အော်တကာကြီးကနှက်သားလားတင်ပါဖေ။အေးကောင်းတယ်ကောင်းတယ်တကာကြီးကောင်းတယ်။ဒါနဲ့တကာကြီးကအခုဘယ်ကနေဘလို့ဒီကိုရောက်လာခဲ့တာတော့အရင်တော့ဒီရက်မှလေမမြင်ဘူးလားလို့ပါ။တင်ပါဖေ။ဘုဒ္ဓကြာဒီရက်ကိုခြေဆမ်းမှုတဲ့စေးပါတယ်။ဘာကြောင့်လဲတော့မသိပါဘူးဖေ။အရှင်တော်နဲ့ရဲ့စေးထဲမှာအယူကိုထူးခြားသူရဲ့လို့တမ်းမှတ်မိပါတယ်။ခဲခဲတကာကြီးအစဉ်ပြေလေးဆိုရင်လေဒီမှာနေပေါ့လေ။အစမပြေတာရှိရင်လေဘုန်းကြီးကိုရှောက်ပေါ့တင်မဗျာကိုတော်လေးចောင်းစီကိုပြန်တက်အောင်မယ်ကွသူယူကရေရိုကျိုးကျိုးနဲ့ဥထိုက်ကြောပါတယ်အရှင်သောနာလည်းចောင်းကြီးစီကိုပြန်လာခဲ့ပါတယ်နေ့လည်ခင်းချင်းចောင်းစီမှာရှိနေတဲ့ဘုန်းကြီးចောင်းသားတတိုက်ကိစ္စတစ်ခုကိုငင်းခုန်လို့နေပါတယ်ဟာတကယ်ပါဆိုပါအဲ့ဒီအယူတရားထိုင်နေရချမ်းမြန်နေပေါ်မြောက်တက်နေဟာကွာရောက်မဖြစ်နိုင်ဘူးရောက်အေးမဖြစ်နိုင်ငါလိုက်ပြန်မကြည့်တာအေးပါကြည့်ရသေးတာပေါ့ဘုန်းကြီးကျောင်းသားတစ်တိုက်စုစုပေါင်း9ယောက်တည်သူတို့ထဲကဖိုးပိဆိုတဲ့ကျောင်းသားအပြောတိုင်းကျောင်းစီကိုရောက်နေတဲ့အယူကြီးကကျောင်းတိုင်းနေရာနဲ့မြေပြင်ကနေတရောင်လွတ်နေရဲဆိုတာမယုံကြည်နိုင်စရာရှိတာကြောင့်လိုက်ပြီးတော့ကြည့်ကြပါတယ်သူယူကြီးကကျောင်းရဲ့နောက်ဘက်ဗော်လီညောင်မင်းချင်းမှာတရားထိုင်လို့နေပါတယ်ဘုန်းကြီးကျောင်းသားတွေကအယူကြီးရှိရာစီကိုတွားပြီးတော့ချောင်းကြီးကြပြီးဟာယောတကယ်ကြီးကွာဖိုးပိပြောတဲ့အတိုင်းမှာပဲတရားထိုင်နေတဲ့အယူကြီးဟာမြေပြင်စီကနေတတောင်လောက်မြောက်တက်လို့နေတာပါဘုန်းကြီးကျောင်းသားတိုက်ဟာအဲ့ဒီအမြင်ကိုအံ့ဩမင်းသက်နေပါတယ်သူတို့ကြည့်နေတဲ့အချိန်မှာပဲအယူကြီးရဲ့ပုံစံကယူတီရဲ့ယောဂီဝင်းတဲ့လူတစ်ယောက်ဖြစ်ပြောင်းလဲလို့သွားပြီးတော့ဟာရောက်နေယောဂီတယောက်လို့ပြောင်းသွားပြီကွာဟာမပြောင်းပါဘူးကွာယူကြီးပါပဲဘုန်းကြီးကျောင်းသားတွေဟာအယူကိုကြည့်ပြီးတော့အမြင်ကြီးကတစ်မျိုးစီဖြစ်နေပါတယ်ခဏကြာတော့ဘုန်းကြီးကျောင်းသားတွေအမျိုးမျိုးမြင်နေကြတဲ့အယူကြီးကတရားထင်ရကနေဖြုတ်လိုက်ပြီးဗော်ဒီပင်ရဲ့အနောက်ဘက်စီကိုဝင်သွားခဲ့တာပြန်ပြီးတော့ပေါ်မလာတော့ပါဘူးဘုန်းကြီးကျောင်းသားတွေလည်းထွက်လာနှုံနှုံနဲ့စောင့်နေကြပြီမေအယူကြီးကပြန်ထွက်မလာ
ညောင်မင်းဘက်ကိုတွားပြီးတော့ကြည်ပါတယ်အကုန်လုံးတပတ်သားပြေးသွားပြီမေအယူကြီးကိုမတွေ့ဟျောဘယ်ရောက်သွားလဲကွာမသိလို့ကွာတပတ်ဘက်ကိုတက်သွားရင်လည်းမြင်နေတာကြောင့်လက်ကနေဝင်သွားတဲ့အယူကြီးဟာပျောက်ချင်းမလားပျောက်သွားတာကိုဘုန်းကြီးကျောင်းသားတတိုက်ကအံ့အားသင့်လို့နေပါတယ်သူတို့အားလုံးဟာကျောင်းဘက်စီကိုပြန်လာခဲ့ကြပြီးတော့အယူကြီးကထူတော့ထူးဆန်းနေတော့ဟျောအေးကွာဟဲ့ကျောင်းသားတွေဟာအယူကြီးဟာမုံအဲ့သေးကွာသူတို့ရဲ့အရှိစီမှာရက်နေတဲ့ခုနကဘော်ဒီညောင်မင်းဘက်စီကလိုက်ပြီးတော့ရှာနေခဲ့တဲ့အယူရဲ့ပါဘုန်းကြီးကျောင်းသားတတိုက်အော်ဟင်းရင်းနဲ့ကျောင်းစီကိုတက်ပြေးကြပြီးသူတို့ရဲ့စူးစူးညံတန်ကြီးကြောင့်အရှင်သွန်းလာလေနေခင်းဘက်မှာမိဆက်နေရကလန်နိုးလို့သွားပါတယ်ကျောင်းသားတွေဟာအမောတကုန်းနဲ့ကျောင်းပေါ်လေးရောက်လာကြပြီးတော့အော်ဟင်းကြတော့အရှင်သွန်းကအခန်းထဲကထွက်ခဲ့ပါတယ်ဟဲ့မောင်ကျောင်းသားတို့ဘာဖြစ်လာကြတာတော့ဘုန်းကြီးကျောင်းသားတွေဟာအရှင်သွန်းကိုဝေပြူလိုက်ကြပြီးတော့တပည့်တော်တို့ကျောင်းရောက်နေတဲ့အယူကတရေကြီးပါဗျာဟဲ့ဒီကျောင်းသားတွေဘာတွေပြောနေတာတော့ကွကျောင်းသားတွေကသူတို့တွေမြင်ရရတွေကိုပြောပြပါတယ်အကုန်လုံးပြောပြပြီးတဲ့အခါမှာတော့တပည့်တော်တို့ကမှန်တော်လျှောက်တာပါဗျာခက်တော့ခက်ကုန်ပြီဒါမှတော့မဟုတ်တော့ဘူးကွအရှင်သွန်းစေတွေကရေရွမိပါတယ်ဟဲ့ဒီကျောင်းသားတွေတော့ဘာတွေပြောနေကြတာတော့ကျောင်းသားတွေကသူတို့မြင်ခဲ့တာကိုပြောပြလာပြီးအကုန်လုံးပြောပြပြီးတော့ဖိုးဘီကတပည့်တော်တို့ကမှန်တော်ပြောတာပါဗျာခက်ပြီဟေးဒါမှတော့မဟုတ်ဘူးအရှင်သွန်းစေတွေကရေရွလိုက်ပြီးတော့ဘုန်းကြီးကျောင်းသားတွေပြောဝင်ရဆိုရင်ကျောင်းကြီးကိုရောက်ရှိနေတဲ့အယူကနည်းနည်းရရမဟုတ်ဘူးထူတော့ထူးဆန်းနေပါတယ်အယူကဒီနေရာမှာပဲကျောင်းစီကနေပျောက်ချင်းမလားပျောက်ပဲသွားခဲ့ပါတယ်ကျောင်းမှလည်းမရှိသလိုရွာလေးမှလည်းမတွေ့ရွာပြင်ဘက်ကတောအုပ်အလေးမှရှိတဲ့တောင်မွန်ဒီတစ်ခုစီမှာခွေပြီးတော့အိတ်နေပါတယ်ဟဲ့ငါတို့တော့အတန်းကြောင့်သူတို့တယောက်လန့်ဖြန့်ထားမိပြီးတော့နင်းကိုဒီရက်မှာဖြစ်မဲ့အရေးအတွက်ကြိုပြီးတော့အရောက်ခိုင်းတာနင်ကဒီမှာလာပြီးတော့ပုံးအိတ်နေရပေါ့လေဟာအဲ့ဒီလိုမဟုတ်ပါဘူးဘာမဟုတ်တာလဲမဟုတ်ဘူးဆိုတာဒီလိုပါပူသေးကြရဲ့အေးနင်ပြောမဟုတ်လို့ကတော့နင်းကိုလေစေတုထချိန်လုံးနဲ့ကိုအပြစ်ပေးဦးမယ်ဟောတိခဏမှုပါပူသေးကြရဲ့တော်တော်လေးကဒီလိုလေးဖြစ်တာပါဖိုးနေတော့တော်တော်လေးတမထထိုင်မိနေတော့မူလပြန်သွားမိတယ်လေအဲ့ဒါကိုဘုန်းကြီးကျောင်းစီကကျောင်းသားလေးတွေမြင်ပြီးတော့ဖုံဖုံကိုသွားလျှောက်တော့တော်တော်လေးလဲဘာလို့ရမှမသိရနဲ့လာပုံးနေဟာငါတို့ရဲ့နင်တော်တော်လေးကိုမပြီးကြတာပဲနင်တို့ကမမိအောင်မလုပ်ခဲ့ဘူးလားတော်တော်လေးကြိုးစားပါသေးတယ်ဒါပေမဲ့ကျောင်းသားတွေကသူတို့အမြင်တာနဲ့ထပ်ပြေးကုန်တာနင်နဲ့လည်းခက်ပြီအဲ့ဒီရမှာဖြစ်မဲ့ကိစ္စအတော်ကြီးတယ်ငါတို့ရဲ့အဲ့ဒါကိုနင်ကအလွဲလွဲချော်ချော်လေးလုပ်နေတယ်အဲ့ဒီရက်မှာဘာဖြစ်မှာတော့ပိုးသေးကြရဲ့အေးငါနင်းကိုမပြောပြရသေးဘူးပဲအခုပြောပြမယ်အဲ့ဒီအရက်မှာဆက်နွယ်နေတဲ့တိုင်တန်း9တယ်ရှိတယ်အဲ့ဒီတိုင်တန်း9တယ်က3နှစ်မှာတစ်ကြိမ်အဆောင်လျှောက်တွေစုဝေးပြီးတော့9တယ်တိုင်တွေကတိုင်တန်းတစ်ခုစီမှာစုံနေအဲ့ဒီကကျရင်တိုင်တန်းတိုင်းမှာအဆောင်လျှောက်ဖြစ်တယောက်ပဲထားခဲ့ရတယ်အဲ့ဒီကြောင့်ကလောကီတိုင်သမားတွေရဲ့အကြောင်းမှာပြန့်နေပြီဒါကြောင့်တိုင်တန်း9တယ်ပြဿနာအတွက်နင်းကိုကြိုးပြီးတော့ဆေးလို့ရတာသူတို့ဟာမျက်လုံးလေးတွေပုတ်ခက်ဖြစ်သွားပါတယ်။အော်သိပြီဟိုပန်းလာကောက်တဲ့တငယ်မလေးတွေတိုက်တင်နေ။အေးဒါဆိုသူတို့အခုသွားပြီးတော့ကိုညီလိုက်မယ်လေ။ဟဲ့အခုကဘာမှမဖြစ်သေးဘူးလေ။အချိန်3ရက်လောက်လိုသေးတယ်။ဒါဆိုသူတို့ကဘာလုပ်နေရမှာလဲ။အဲ့ဒီတော်ထဲမှာတိုက်သမားတွေပုံစံမျိုးမျိုးနဲ့ရောက်လာလိမ့်မယ်။နေကလူကြားသူကြားတွာလာပြီးတော့ကြားတင်တာတွေကြားသိတင်တာတွေသိအောင်လုပ်ပေါ့။ဟုတ်ကဲ့ဘုရား။ဟုတ်ဒါပေမဲ့လေဘာဖြစ်တော့သူတို့ကအခုရုပ်ကိုအများကြီးကတီးထားပြီးပြီ။နင်းကိုဒီရက်ထဲမူလပြန်ဝင်ပေးထားမယ်။တကယ်အေးနင်းရဲ့အပြစ်တွေပြန်ပေးဆက်တဲ့လှုပ်ဆောင်မှုတွေကောင်းမွန်နေလို့အဲ့ဒီခွင့်ကိုပေးတာနော်ဟုတ်ကဲ့ဘုရားသူတို့ရဲ့နားထဲမှာကြားနေရတဲ့တန်တွေဟာတိတ်ဆိတ်သွားပြီးတော့ချက်ချင်းပဲဝမ်းသာအားရနဲ့မူလပြန်လိုက်ပါတယ်သူတို့ရဲ့ဘုံတရံဟာအခုနောက်ကဘုံတရံနဲ့ကွဲပြားခြားနားသွားပြီးအဲ့ဒီနောက်တော့မူလပြန်လာတဲ့သူတို့ဟာရွာဘက်စီကိုဥတီထွက်သွားခဲ့ပါတယ်အရှင်မြတ်ကဲပေါင်းဖေဟာနားနဲ့တိုးဝင်လာတဲ့အတန်းကြောင့်အရှင်သောနာလန်နိုးလာပြီးအချင်းကတကောင်ကြုံနေပါပြီအစကအိမ်မက်လို့ထင်မိမိထထိုင်မိတဲ့အချိန်ထိအတန်ကထွက်ပေါ်နေတာဖြစ်ပြီးဒီတခါတော့ဆရာတော်လည်းထူးခြားပြီလို့ယူဆကအခန်းပြင်ကိုထွက်လာခဲ့ပါတယ်။ကျောင်းရဲ့အောက်ကနေကျောင်းတကာဖွင့်လိုက်တဲ့အခါမှာတော့ဟဲ့တကားမလေးဘလို့ဖြစ်တာတော့ကွလေကားအရင်မှာတငယ်မကဒဏ်ရာတန်ချက်တွေနဲ့လဲကြလို့နေပါတယ်။တပည့်တော်မတို့တိုင်တန်းစီမှာတိုင်တန်းကူးတွေဟာသူတွေအကုန်လုံးစုဝေးနေကြတော့တိုက်စာတွေရောက်လာပြီးတော့ဖန်ဆီးထားပြီးတော့တိုက်တွေအကုန်လုံးဖော်ပြီးဖို့ပြောနေပါတယ်ဗျာ။ကိုညီပြပေါ့ဗျာ။ဆရာတော်ဟာထိတ်ကနေဖြစ်သွားပြီး
ဒီရက်ပိုင်းရွာလေးကိုစွန့်ခံကြကိုတော်ရီအပြောအရလူစင်ဧည့်သည်တွေရောက်နေတဲ့အကြောင်းနဲ့ရောက်လာတဲ့သူတွေကယောဂီဝတ်တွေပိတ်ပြူဝတ်တွေနဲ့လို့ဆိုပါတယ်။ကင်မောင်ရှင်မရဲ့သူတို့တွေကတိတ်ကိုကြမ်းကြိုရက်ဆက်ပါတယ်ပညာစွမ်းလေးထက်ကြပြီးတော့အချုပ်တိုင်တန်းကနန်းရှင်တော်တစ်ချက်တည်းနဲ့အဖမ်းခံရပါတယ်တပည့်တော်မတယောက်ပဲအရှင်မရတို့ကြီးမြင့်တဲ့ဂုဏ်လေးကြောင့်ဖန်စီခံရတာနဲ့လွတ်မြောက်ခဲ့တာပါကဲတကယ်မလေးကိုတော်ကအဲ့လိုမျိုးကိစ္စတွေတော့မလုပ်တတ်ဘူးလိုက်ခဲ့ပြီလေတပည့်တော်မတို့ကယ်တင်ပေးနေတာအရှင်ဘုရားပဲရှိပါတယ်ဗျာတငယ်မဟာဆရာတော်ရဲ့စကားမဆုံးခင်မှာဖြစ်ပြောလာတော့ကျုပ်လေကယ်တင်ပေးနေပါတယ်နှမငယ်အရှင်သောနာတို့အတန်လာယာကိုကြည့်လိုက်တော့လက်အောင်ပြပြအောက်မှာလွေတလုံးလွေထားတဲ့လူတစ်ယောက်တကာကြီးကဘသူတော့တပည့်တော်ကတော့ယောဂီသူတော်ပါဗျာယောဂီဝေလူကလက်အုပ်ကြီးကဖြေလာပြီးအရှင်သောနာစီရင်မှာဟိုတလောကအကြောင်းကိုရောက်လာတဲ့အယူကြီးနဲ့နာမည်တူတယ်လို့တွေးမိပေမဲ့ကဲတကာကြီးကကူညီနေတယ်ဆိုရင်လည်းအမြန်ဆုံးကူညီပေးလိုက်ပါအောင်ကွယ်အရေးကြီးနေတဲ့အချိန်မို့တခြားစကားတွေကိုအရှင်သောမမပြောတော့ပဲသူတို့ဆိုတဲ့ယောဂီကိုသာတိုင်တန်းတွေအာကိုရအဖြစ်အကူအညီတောင်းပါတယ်နေဒီတန်ဇေဒီလေးစီကအလင်းအောင်တွေထပ်ပေါ်နေပြီးတငယ်မနဲ့တူတူယောဂီသူတို့နဲ့အရှင်သောနာတို့တွေခတ်တို့လေးရောက်လာခဲ့ပါတယ်အရှင်သောနာကိုတငယ်မကပင့်လျှောက်ခေါ်ယူလာခဲ့တာဖြစ်ပြီးတော့ကာစီးနေတဲ့အတားစီတွေကိုလွန်တဲ့အချိန်အရှင်သောနာစီကအမေရိကန်ထွက်လာခဲ့ပါတယ်ဇေဒီကလေးရဲ့အရှိဘက်စီမှာမအုပ်ကြီးတစ်ခုထဲမှာတော့မီလီယံတွေကပြင်းပြင်းထန်ထန်လောင်ကျွမ်းလို့နေပြီးအဲဒီကနေတခြားတစ်ဖက်စီမှာတော့နန်းဆောင်လိုအရာကြီးတစ်ခုရှိနေပါတယ်အရှင်သောနာဟာမီလီယံတွေကိုဖျက်ဆီးမှုအတွက်နီလန်ပြိမဲ့လုပ်နေတော့ယောဂီသူတော်ကိုကြည့်လိုက်တော့တစုံတရာကိုအာယုံပြုသလိုလုပ်ပြီးလွေကြီးတဲ့ကိုလက်နိုင်နေပါတယ်ယောဂီသူတော်ကမျက်လုံးတွေကိုပြန်ဖွင့်ကြည့်လာပြီးတော့လက်ကိုဆွဲနှုတ်လိုက်တဲ့အခါမှာပြလေးတဲ့အလုံးလေး၃လုံးပါလာပြီးယောဂီသူတော်ကမိတော့တွေထဲကိုဆေးလုံးလေးတွေပြစ်ထည့်လိုက်တော့လောင်ကျွမ်းနေတဲ့မီးတွေဟာချက်ချင်းကိုငြိမ်းသွားပါတယ်ကဲနှမငယ်ရှေ့ကနေလမ်းပြပါတငယ်မကမင်းငိမ့်သွားပြီဖြစ်တဲ့တိုင်တန်းကြီးတွေကိုအရှိကအပြေးဝင်သွားပြီးတိုင်တန်းကြီးအပြင်ကကြည့်တော့တာနန်းဆောင်တစ်ခုတစ်ပဲရှိပေမယ့်အထဲမှာတော့ထင်မထားလောက်အောင်ကိုကျေဝင်းနေဆိုင်ပါတယ်အရှင်သောနာမှာတော့မြင်နေရတဲ့မြင်ကွင်းကြောင့်တန်တော်ဖြစ်နေပြီးအထဲကိုဝင်လာတော့ရှောက်လန်းတစ်လျှောက်မှာကျိုးတုံနောင်ခံထားရတဲ့တိုက်ဆောင်ဘလူးတွေတပည့်ကြီးတွေကိုတွေ့ရပါတယ်ယောဂီသူတို့ကတိုက်ဆောင်တွေကိုမန္တန်တစ်ခုရုပ်ကဝေယမ်းလိုက်တော့ကျူးတွေအကုန်ပြီးသွားပြီးဆက်ပြီးဝင်လာတော့လွမြောက်လာတဲ့တိုက်ဆောင်တွေအကုန်လုံးကအနောက်ကကပ်ပါလာပါတယ်ကဲတိုက်ချုပ်ကြီးနင်တို့ကိုယ်တဲ့တိုက်အားလုံးကအဖိုးတန်ရင်တန်းတွေအားလုံးငါတို့လိုချင်တယ်တိုက်အားလုံးတည်ရှိရကိုလေနင်တို့လမ်းပြပေးမရောဘူးဒီလောက်လှုပ်ထားတော့မှအာခံနေသေးရပေါ့အင်းဆောင်နေအဲ့ဒီကောင်ပါဇက်သေးကိုငရဲမိဆက်လောင်းတယ်စံကွာအသေးပဲစီမှာညင်မနှိမ့်ဆက်နေတဲ့တန်တွေကိုအရှင်သောနာတို့ကြားရပါတယ်အရှင်ဘုရားနဲ့နမငယ်ဒီနောက်မှနေခဲ့ပါယောဂီသူတို့ကအတဲကိုလမ်းဝင်သွားပြီးတော့ဒီလောက်ဆိုရင်တော်သိမှာပြီငရဲလာမယ်အတ္တဘောကောင်ကြီးဟမ်မင်းကဘာတူလဲကွာငါတို့တားဆီးထားတဲ့မိဆက်ဝင်ဘလို့ဖြတ်ကျော်လာလဲအတွင်းကန်းစီကအတန်ကြီးကြောင့်ယောဂီသူတို့အတွင်းဘက်ကိုရောက်နေပြီဆိုတာအရှင်သောနာတို့သိလိုက်ပါတယ်ကျုပ်ကယောဂီသူတော်ပဲအဲ့ဒီအတားစီးကကျုပ်တက်ကတော့ဘာမဟုတ်တဲ့အရာတွေပဲကဲမိတ်ဆွေကျုပ်မေတ္တာရက်ခံပါမယ်အခုခမရတို့လုံနေတာဗျာနောင်ဖြစ်တည်လာမယ့်သာသနာအတွက်ရည်စူးရာတွေမို့မကောင်းမှုဆိုတာခမရတို့လည်းသိမှာပေါ့အခုနေရက်တန်းကရက်ပင်အပြစ်တွေလျှော့ပေါ်ပြီမယ်မလောက်လေးမလောက်စားယောဂီကငါတို့လိုတိုက်စရာတွေကြီးစုပေါင်းထားတဲ့ဂိုင်းကုန်များကြီးကြီးကျယ်ကျယ်ပြောရတယ်လို့ဟမ်လာကြီးသေးရဲ့ကွာကျုပ်ကလည်းအကောင်းဆုံးဖြစ်စဉ်ပဲမေတ္တာတရားရှေ့ထားပြီးတော့ပြောနေတာပါအရင်လိုစိတ်နဲ့ဆိုတော့ခမရတို့အခုလိုစကားပြောခင်တော့မရဘူးနဲ့ငရဲကိုရောက်နေတော့ပါပြီဘာကွာဟဲ့ကောင်ငါတို့တက်ကတော့မေတ္တာမလိုဘူးကွာတိုက်သေးကရတနာတွေပဲလို့တယ်ကြပါတယ်ကွာမင်းတဖွားဖွားပြောနေငရဲကိုမင်းပဲအရင်သွားလိုက်စကားသင်ဆုံးတာနဲ့ဝုန်းကနေအတန်နဲ့တူတူအတွင်ကန်းစီကလက်ကနေအယောင်တွေထွက်ပေါ်လာပြီးနောက်ဆုံးတစ်ချက်ကတော့အပြူရောင်အလင်းကြီးတစ်ခုဖြာကနေဖြစ်သွားပြီးတော့လိမ်မုန်တိုင်းတိုက်နေသလိုအတန်ကြီးထွက်ပေါ်နေပါတယ်လှုပ်ပြီးကွာလှုပ်ပြီးလီယိုမာရီကိုတုတ်တင်ကြအခန်းထဲကတမ်လန်တွေထွက်ပေါ်လာပြီးအရှင်သောနာတို့ရဲ့အနားမှာရှိနေတဲ့တိုက်ဆောင်တွေကအတွင်ကန်းစီကိုပြေးဝင်သွားပါတယ်အဲနောက်တော့မချိမဆန့်အော်ဟင်ကြီးသွားပြီးတော့ငရေကျနေသလိုအဲ့ဒီချိန်မှာယောဂီတို့ဟာအတွင်ကန်းစီကပြန်ထွက်လာပါတယ်အရှင်ဘုရားကိစ္စဝိစာတွေတော့ရှင်းပြီးပါပြီဗျာမတူတော်တွေကတော့သူတို့စီသူတို့ဆောင်ပါလိမ့်မယ်တပည့်တော်တို့တော့တိုင်တန်းကြီးမပိတ်ခင်မှာအမြန်ဆုံးထမရပါလိမ့်မယ်ဗျာကောင်းပြီတကားကြီးရေကဲနှမငယ်တင်ရတော့နေရခဲ့တော့လိုအပ်တာတွေလည်းကူညီပေးလိုက်ပေါ့လေလိုက်ဖို့ပြုနေတဲ့တငယ်မကိုယောဂီတို့ကဆက်ပြီးတော့ပြောပါတယ်ကျေးဇူးတင်ပါတယ်အကိုတော်အရှင်ဘုရားကိုလည်းတပည့်တော်မှာကျေးဇူးတင်ပါတယ်ဗျာတငယ်မဟာယောဂီတို့ကိုပြောပြီးတာနဲ့အရှင်တော်နာကိုကြော့ပါတယ်
ပြီးတော့အတွင်းကန်းစီကိုပြေးထွက်သွားခဲ့ပါတယ်အရှင်သောနာတို့တွေပြန်လာကြပြီးတော့ခက်လန်းလန်းရောက်တော့အနောက်ပါးစီကမိုးချင်းတန်လိုထွက်ပေါ်လာပြီးလင်းချင်းနေတဲ့အလင်းရောင်တွေပြုတ်ကွယ်လို့သွားခဲ့ပါတယ်တပတ်လောက်ကြာတဲ့အခါမှာတော့မနေ့စောစောအချိန်အရှင်သောနာတပါးတဲ့ကျောင်းဝင်းထဲမှာမျက်လွှာချလို့ဂုံတော်တွေပွားများရင်ဈဉ္ဉံရှောက်နေပါတယ်အရှင်မယားဟောတက္ကမလေးတိုင်ဆောင်တငယ်မအရှင်သောနာကိုဥတိုက်ကြော့ပါတယ်ကိုတော့ကဒီရဲ့ပိုင်းတက္ကမလေးတို့ရောက်မလာလို့အစင်မပြေလာလို့တွေးနေတာတင်မဗျာတပည့်တော်မတို့တိုင်တန်းတွေကိုပြန်လဲပြင်ဆင်နေရလို့ပါဗျာအခုရောဘလို့ဖြစ်ကြပြီလဲကွအကိုတော်သူတော်နဲ့အရှင်ဘုရားတို့ရဲ့ကုညီပေးမှုကြောင့်အဆဆအရာအဆင်ပြေပါလေဗျာတိုက်ချုပ်ကြီးကလည်းအရှင်ဘုရားတို့ကျေးဇူးတင်လို့နာကြောင့်လာရောက်ဖူးတွေ့အောင်မယ်လို့ပြောပါတယ်အကိုတော်သူတော်အတွက်လည်းကျေးဇူးတုံ့ပြန်လို့တယ်လို့လည်းပြောပါတယ်တက္ကမလေးကိုရောရဲ့ယူဆချက်ကတော့ကျေးဇူးတရားဆိုတာတုံ့ပြန်မှုထက်ပဲသိမှတ်ထားရင်ရပြီကွဒါကြောင့်တုံ့ပြန်မှုမလိုအပ်ဘူးပြီးတော့တကားသူတော်ဟာအဲဒီကနေပြန်လာပြီးတော့ကိုတော့ကျောင်းစီပို့ပြီးကြတဲ့ထွက်သွားခဲ့တာကွအရာရာဟာတွေးဆုံကြုံခဲ့ပဲတက္ကမလေးစိတ်တွေအများကြီးမတွေးနဲ့ပုရုဇဉ်တို့ရဲ့သဘောအရတငယ်မရဲ့ရင်ထဲစီကယောဂီသူတော်ပေါ်တက်ရောက်မှုတရားကိုအရှင်သွန်းတာမြင်သာမိနေတယ်လို့တင်ပါဗျာတငယ်မဟာတုံညင်းလုံးနဲ့စကားနဲ့တုံ့ပြန်လာပါတယ်ကဲတက္ကမလေးကိုတော့တရားလုံးမပြီးသေးတာကြောင့်ဆက်ပြီးလုံးလိုက်အောင်မယ်ကွယ်တင်ပါဗျာတငယ်မဟာအရှင်သွန်းတော်ကိုဝေပြုလို့ပြန်လေထွက်ခွာသွားပါတယ်အရှင်သွန်းတော်ကတော့ကျောင်းဝင်းထဲမှာဈဉ္ဉံဆက်လျှောက်ရင်းနဲ့တရားအလုပ်ကိုဆက်လို့နေပါတယ်ပရိသတ်တွေနာဆင်ကြရတဲ့ဇလန်လေးကတော့ယောဂီသူတော်နဲ့တိုင်နှံကိုယ်သွဲဆိုတဲ့ဇလန်လေးပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့လည်းဇလန်ကောင်းများစွာတင်ဆက်ပေးအောင်ပါမို့စောင့်မျှော်နာဆင်အားပေးကြပါခင်ဗျာပရိသတ်များအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့စီးပွားလက်လာပါများဒီရေအလားတိုးတက်ကြီးပွားကြပါစေဗျာ